ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါ The Recap Show ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ recap လုပ်ပေးသွားမှာကတော့ action ဇာတ်လမ်းတွေကိုစိုက်နှစ်သက်တဲ့လူတိုင်းသဘောကျတဲ့မင်းသားကြီးမာတုံစောရဲ့ဇာတ်ကားကောင်းလေးပါဒီဇာတ်လမ်းလေးမှာတော့မာတုံစောကဂျူဒိုတင်တန်းပေးတဲ့ဆရာတစ်ယောက်ဖြစ်ပြီးတော့တရားမှာသူ့စီကိုရောက်လာတဲ့ပြဿနာတစ်ခုနောက်ကိုလိုက်ရင်းနဲ့ဒုစရိုက်ခိုင်းသားတွေနဲ့ပြဿနာတက်ပါတော့တယ်အဲဒီနောက်ပြဿနာတွေကြားတွေကနေရုံထွက်ပြီးရန်သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကိုစိတ်ဝင်စားနဲ့ကြည့်ရှုရမယ်ဇာတ်လမ်းလေးပါဇာတ်လမ်းကောင်းလေးကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်တရက်မှာတော့ဘက်စကားပေါ်မှာလူမိုက်တစ်ယောက်ကအသက်ကြီးနေတဲ့အဖွားကြီးကိုပြဿနာရှာနေတာပါတကားကလူတွေကိုလည်းဘာကြည့်နေရလဲဆိုပြီးတော့မေးလိုက်ပြီးတော့မိုက်ကြီးခွဲနေပါသေးတယ်အဲဒီနောက်ဂျူရိုဆီယာဂျန်စုနဲ့အချစ်ချင်းစုံသွားပြီးမင်းကဘာကြည့်နေတာလဲလို့မေးလိုက်တဲ့အခါမှာတော့ဂျန်စုကထွက်လာခဲ့ပြီးတော့လူမိုက်လည်းလန့်သွားပါတော့တယ်အဲဒီအခါမှာတော့မင်းဘာလုပ်မလို့လဲဆိုပြီးတော့ကြောက်ကြောက်လက်နဲ့မေးလိုက်တာပါဂျန်စုကလက်ကိုမြောက်လိုက်ပြီးကားပေါ်ကခလုတ်ကိုနှိပ်လိုက်ရင်ကျွန်တော်ကားပေါ်ကဆင်းမလို့ပါလို့ပြောပြီးတော့ထွက်သွားပါတော့တယ်အဲဒီနောက်ဂျန်စုလည်းသူ့ရဲ့ဂျူဒိုတင်တန်းကိုရှောက်လာခဲ့ပြီးတော့တင်တန်းသားတွေကိုလေ့ကျင့်ဖို့ပြောလိုက်တာပါခဏကြာမှတော့ဂျန်စုစီကိုဖုန်းကောတစ်ခုဝင်လာခဲ့ပြီးတော့ဝမ်းသာချက်စကားတွေကြားလိုက်ရတဲ့အတွက်ဂျန်စုဟာပျော်သွားပြီးတော့အော်ဟစ်လိုက်ပါတော့တယ်တကယ်တော့ဂျန်စုမာကချစ်စရာကောင်းတဲ့သမီးတစ်ယောက်ရှိတာပါသူ့နာမည်ကတော့ဒိုကီပါဒိုကီကနှလုံးအားနေတဲ့ယောဂရှိပြီးတော့နေမကောင်းဖြစ်နေတာလည်းဖြစ်ပါတယ်အခုလဲစေယုံကနေသူသမီးအတွက်သတင်းကောင်းကိုပြောလိုက်တာမို့လို့ဂျန်စုဟာအရန်ကိုပျော်ရွှင်နေခဲ့တာပါတစ်ပတ်မှလည်းရဲသားလေးထေချင်းကအရန်ကိုအလုပ်ကြိုးစားတဲ့အစိုးရဝန်ထမ်းကောင်းတစ်ယောက်ပဲဖြစ်ပါတယ်သူကနားရက်တောင်အနားမယူဘဲနဲ့လူဆိုးတွေကိုလိုက်ဖမ်းနေခဲ့တာပေါ့လေထေချင်းမှလည်းသူ့အသက်နဲ့ထပ်တူချစ်ကြရတဲ့ကောင်မလေးတစ်ယောက်ရှိတာပါသူ့နာမည်ကတော့ဟွန်ဂျီပါထဲချင်းနဲ့ဟွန်ချီကတော့တယောက်ကိုတယောက်အရန်စစ်ကြတဲ့ဆုံတွဲလေးလေးဖြစ်ပါတယ်။တရက်မှာတော့ရဲစခန်းမှာထဲချင်းတယောက်တည်းရှိနေတဲ့အချိန်မှာလူတယောက်ရောက်လာခဲ့ပြီးတော့သူ့ရဲ့သမီးလေးပျောက်သွားတာကိုတိုင်ကြားချင်လို့ဆိုပြီးတော့ရောက်လာခဲ့ပါတယ်။အဲဒီလူကတော့ငါဒီကိုလာတိုင်နေတာဘယ်နှချိန်တောင်ရှိနေပြီလဲမသိဘူး။ငါသမီးလေးဘူကီကဘယ်နေရာကိုပဲတက်သွားအချိန်တန်ငါအိမ်ကိုပြန်လာနေကြ။အခုကပြန်မလာတာ၄ရက်လောက်ရှိနေပြီ။မင်းတို့အခုထိရှာမတွေ့သေးဘူးလားလို့ပြောလိုက်ပါတယ်။အဲဒီခါမှာတော့ထဲချင်းလေးကျွန်တော်တို့ရအောင်ရှာပေးပါမယ်လို့ပြောကတောင်းပန်လိုက်ပြီးတော့အဲ့ဒီလူပြန်သွားမှပဲစိတ်ပြက်လက်ပြက်ဖြစ်သွားပါတော့တယ်။တကယ်တော့အဲ့ဒီလူရဲ့ခလေးလေးဘူကီဆိုတာကတော့ခွေးမလေးတစ်ကောင်ပါ။ညရောက်တဲ့အခါမှာတော့ထဲချင်းလဲဘူကီရှာပုံတော့ဖွင့်နေပြီးတော့တမီးတလက်နဲ့လိုက်ရှာနေခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာပဲထူးဆန်းတဲ့လူတချို့ကိုတွေ့လိုက်ပြီးတော့သူတို့တွေကကောင်မလေးတွေကိုဘင်ကားပေါ်တင်နေတာကိုထဲချင်းကတွေ့လိုက်ရတာပါ။ကားထွက်သွားတဲ့အခါမှာတော့ထဲချင်းလဲဆိုင်ကဲနဲ့ကားနောက်ကနေလိုက်ခဲ့ပြီးတော့တရားအောက်ကိုရောက်တဲ့အခါမှာတော့ရက်ထားတဲ့ဘင်ကားတစ်စီးကိုစစ်ဆေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာဂျန်စုရောက်လာခဲ့ပြီးတော့ဘာလုပ်နေတာလဲလို့မေးလိုက်တာပါထဲချင်းကလည်းဒီကားကစောနကစိတ်ကန်းကနေထွက်လာတဲ့ကားမဟုတ်ဘူးလားလို့မေးလိုက်တာကြောင့်ဂျန်စုကလည်းဘာလဲလာပြောနေရလဲဒါကအားကစားခက်မရဲ့ကားဒီကားကအစကတည်းကဒီမှာရှက်ထားတာလို့ပြန်ဖြေလိုက်ပါတယ်အဲဒီနောက်ထဲချင်းနဲ့ဂျန်စုတို့တယောက်တစ်ခုစကားများနေကြပြီးတော့ဂျန်စုဟာလည်းကားပေါ်တက်ပြီးတော့ထွက်သွားခဲ့တာပါတရက်မှာတော့ဂျန်စုရဲ့ဖင်ကားကိုထဲချင်းတွေ့သွားပြီးတော့ကားနောက်လိုက်လာခါကားကိုဖုန်းနဲ့တက်ပုံရိုက်နေခဲ့ပါတယ်အဲ့ဒီချိန်မှာဂျန်စုကလည်းတွေ့သွားပြီးတော့ဘာလုပ်နေတာလဲဆိုပြီးတော့မေးလိုက်တာပါထဲချင်းကိုမြင်လိုက်တဲ့အခါမှာတော့ခမ ्या ပဲလားဒါကအားကစားခန်းမရဲ့ကားပါလို့ခမ ्या ကိုဘယ်နှခါပြောရမလဲဆိုပြီးတော့ပြောလိုက်တာပါအဲ့ဒီခါမှာတော့ထဲချင်းကလည်းကျွန်တော်စုံစမ်းနေတာမို့လို့ထပ်ပြီးထွက်ပြီးရင်ခမ ्या ကိုစကန်ခေါ်သွားမယ်လို့ပြောလိုက်ပြီးတော့ဂျန်စုကပါဓာတ်ပုံရိုက်ပြီးတော့နေရာကနေထွက်လာခဲ့ပါတယ်အဲ့ဒီနောက်ထဲချင်းလည်းမီနီမတ်တစ်ခုမှရေဘူးဝယ်ပြီးတော့ပြန်ထွက်ဖို့လုပ်နေချိန်မှာပဲလူတချို့ကိုမြင်တွေ့လိုက်ပြီးတော့အဲ့ဒီလူတွေကစိတ်ကမ်းမှာတူတွေးခဲ့တဲ့လူတွေမှတိသွားခဲ့တာပါတနေ့မှာထဲချင်းတဲ့လူဆိုးတွေအကြောင်းကိုလာဆုံစမ်းနေတဲ့အချိန်မှာတော့ကလတ်နားမှာဂျန်စုကိုတွေ့လိုက်ပြီးတော့မတင်ကားတာကြောင့်ပဲသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူတချို့ကကလတ်ထဲကနေထွက်ပြေးလာတဲ့ကောင်မလေးတယောက်ကိုဖမ်းပြီးတော့ကလတ်ထဲပြန်ခေါ်သွားခဲ့တာကိုထဲချင်းဟာမြင်တွေ့လိုက်ရတာပါ။ဒါကြောင့်ပဲထဲချင်းတဲ့ကလတ်ထဲခိုးဝင်လာခဲ့ပြီးတော့အနောက်ကနေလိုက်သွားပြီးစုံစမ်းပြန်ပါတယ်။တနေရာရောက်မှာတော့လူဆိုးတွေကကောင်မလေးကိုဖုန်းပေါ်မှာလဲနင့်ကိုထိုင်းကနေပတ်စံအများကြီးပေးပြီးဝယ်ထားတာနင်ကဘာကောင်မှမလို့ဖုန်းနဲ့ဗီဒီယိုရိုက်ထားရတယ်လို့ပြောပြီးတော့ကောင်မလေးကိုရိုက်နှံနေရပါတကယ်တော့ကောင်မလေးကသူ့ဖုန်းကိုခြုံတဲလွှတ်ပစ်လိုက်တာဖြစ်ပြီးတော့ထဲချင်းကအဲ့ဒီဖုန်းကိုကောက်ယူထားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲထဲချင်းတဲ့ပုံးနေရာကနေထွက်လာခဲ့ပါတယ်နောက်ရောက်တဲ့အခါမှာတော့စကန်မှာသူ့ရဲ့လုပ်ဖို့ကင်ဖက်ကြောင်စစ်နဲ့အတူကောင်မလေးဖုန်းထဲကဗီဒီယိုကိုဖွင့်ကြည့်လိုက်တာပါဗီဒီယိုကတော့ကလပ်ထဲမှာကောင်မလေးတွေကိုနှိပ်စက်နေတာတွေကိုရိုက်ကူးထားတာဖြစ်ပြီးတော့ထဲချင်းကလည်းဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီချိန်မှာထဲချင်းကိုသူ့အဖိုးကဖုံးဆက်ခေါ်တာကြောင့်ပဲဂျောင်စစ်ကိုဒါလေးစကန်မှုကိုပြပေးပါအကိုလို့ပြောပြီးတော့ထွက်လာခဲ့တာပါဒီလိုနဲ့ညဘက်ရောက်တဲ့အခါမှာတော့ထဲချင်းကိုဂျောင်စစ်ကဖုံးဆက်ခေါ်လိုက်တာကြောင့်ပဲထဲချင်းလည်းသူ့အဖိုးကိုနှုတ်ဆက်ပြီးတော့ထွက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ဂျန်စုကအယုတ်ဆိုင်မှာသူ့သမီးအတွက်လက်ဆောင်ဝယ်ပြီးထွက်လာတဲ့အချိန်သူ့ကားကိုမတွေ့ရတာကြောင့်ကြောင်သွားတာပါကားကိုဂရိတ်နဲ့ဆွဲထားတာကြောင့်စိတ်တူနေတဲ့အချိန်မှာပဲထဲချင်းကိုတွေးလိုက်တာကြောင့်သူလောက်တာပဲဆိုပြီးတော့ထဲချင်းနောက်ကိုလိုက်လာခဲ့ပါတယ်ထဲချင်းကလည်းကြောင်စစ်ခေါ်တဲ့နေရာကိုရောက်တဲ့အခါမှာတော့အနောက်ကနေလူတချို့တိုက်ခိုက်တာကိုခံလိုက်ရပြီးတော့
ထဲချင်းကပြန်လဲတိုက်ခိုက်နေတဲ့အချိန်မှာပဲကားနဲ့တိုက်ခန်းလိုက်ရတာပါအဲ့ဒီချိန်မှာတော့ဂျန်စုရောက်လာခဲ့ပြီးဟဲ့ကောင်မင်းကဘာလို့သူများကားကိုဆွဲသွားလဲလို့အော်ပြောလိုက်ပါတယ်အဲ့ဒီနောက်ထဲချင်းကိုတွေးလိုက်ပြီးတော့ဘာဖြစ်နေတာလဲလို့မေးလိုက်တဲ့အချိန်မှာပဲလူဆိုးတွေထွက်လာပြီးတော့ဂျန်စုကိုပါတိုက်ခိုက်လိုက်တာကြောင့်ဂျန်စုဟာလည်းနေရာမှာပဲနေသွားပါတော့လူဆိုးတွေလည်းထဲချင်းစီကနေဗီဒီယိုရှိတဲ့ memory card ကိုရှာမတွေ့တာကြောင့်ပဲဂျန်စစ်ကိုပြဿနာရှာလိုက်ပြီးတော့မင်းပြောတော့သူ့စီမှာရှိတယ်ဆိုအခုရှာမတွေ့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ကျောင်းစစ်ဟာလည်းမိတ်နေတဲ့ထဲချင်းကိုမြင်လိုက်မှာပဲမင်းတို့သူ့ကိုဘာလုပ်လိုက်တာလဲငါတို့ယူစရာရှိတာပဲယူဖို့သဘောတူထားတာမဟုတ်ဘူးလားလို့ပြောလိုက်ပြီးတော့လူဆိုးတွေကိုရန်ရှာလိုက်တာကြောင့်ကျောင်းစစ်ကိုလည်းလူဆိုးတွေကဝိုင်းရင်လိုက်ကြပါပါ။အဲဒီနောက်ကျောင်းစစ်လည်းစကန်ကိုရဲတယောက်အတိုက်ခိုက်ခံလိုက်ရတယ်လို့တည်င်းလှမ်းပေးလိုက်တာကြောင့်ပဲလူဆိုးတွေဟာလည်းထွက်ပြေးသွားခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ထဲချင်းရဲ့အခြေအနေကဆိုးရနေတာကြောင့်ဟွန်းချီတီကငိုကြွေးနေတာကိုထဲချင်းမြင်တွေ့လိုက်ပါတယ်။အဲဒီနောက်ကတင်ပေါ်မှာတတိမရသေးတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်မြင်လိုက်ပြီးထဲချင်းဟာလည်းတွေးပြတ်သွားခဲ့တာပါ။နောက်ရက်မှာတော့ဆေးရုံမှာဂျန်စုတတိယလာခဲ့ပြီးတော့သူ့ကိုထဲချင်းနဲ့ပတ်သက်တာတွေမေးဖို့အတွက်ရဲတွေဟာရှောက်လာခဲ့ပါတော့တယ်။အဲဒီခါမှာတော့ဂျန်စုလည်းအခြေအနေတွေကိုရှင်းပြလိုက်ပြီးတော့ဘာလို့ဒီလိုတွေဖြစ်တယ်ဆိုတာကိုပါပြောပြလိုက်တာပါ။အဲဒီနောက်ဆေးရုံတနေရာမှာပြေးနေတဲ့ထဲချင်းတယောက်ဂျန်စုနဲ့တိုက်မိပြီးတော့လဲကျသွားပါတယ်။ထဲချင်းကိုမြင်တဲ့အခါမှာတော့ဂျန်စုကလည်းဘာလဲဟာသူများပြောတော့မင်းကတေလူနီနီဖြစ်နေတယ်ဆိုအခုတော့အကောင်းကြီးပါလားဆိုပြီးတော့ပြောလိုက်တာပါ။ဒါကြောင့်ပဲထဲချင်းကလည်းဦးလေးကြီးကကျွန်တော်ကိုမြင်နေရလားလို့မေးလိုက်ပြီးတော့ပြောရှင်သွားပါတော့တယ်။ထဲချင်းကဦးလေးကြီးအခုကျွန်တော်ပြောတာကိုသိချနားထောင်ပေးပါကျွန်တော်ကအခုလူမဟုတ်တော့ဘူးဆိုပြီးတော့ပြောလိုက်တာကြောင့်ပဲဂျန်စုကလည်းကြောင်သွားပြီးတော့ဒါဆိုမင်းကအခုဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ထဲချင်းကလည်းဖြေရခတ်သွားပါတယ်ဒီလိုနဲ့အဖြစ်ပြက်အားလုံးကိုထဲချင်းသိချရှင်းပြလိုက်ပြီးတော့အခြေအနေတွေအားလုံးကိုဂျန်စုကနားလည်သွားတဲ့အခါမှာတော့နေရာမှာနေပဲဂျန်စုကမေ့လဲသွားပါတော့ဂျန်စုတတိယလာတဲ့အခါမှာတော့သူ့အနားမှာထဲချင်းကိုမြင်တွေ့လိုက်ရတာကြောင့်ပဲကြောက်လန့်သွားပြီးတော့ဆေးရုံထဲမှာပတ်ပြေးနေခဲ့တာပါနောက်ဆုံးတော့ဂျန်စုလည်းမင်းကစီကဘာလို့ကျွန်တော်ငါနောက်လိုက်နေရလဲလို့မေးလိုက်ပါတော့အဲ့ဒီခါမှာတော့ထဲချင်းကကျွန်တော်တို့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူဆိုတွေကိုကျွန်တော်တို့အတူတူလက်စားချေချင်တာလို့ပြောလိုက်တဲ့အခါမှာတော့ဂျန်စုကငါကခေါင်းလေးနည်းနည်းပဲထိသွားတာကျွန်တော်ကအဆင်ပြေတယ်လို့ပြောပြီးတော့ညင်းလိုက်ပါတယ်။ထဲချင်းလည်းသူ့ကိုကူညီဖို့အတွက်တောင်းပန်လိုက်တဲ့အခါမှာတော့ဂျန်စုကဟဲ့ကောင်ငါကလူတွေကိုတော့မကူညီပေးတာတရေကိုကူညီပေးဖို့ဖြစ်နိုင်မလားလို့ပြောလိုက်ပြီးတော့ထဲချင်းကနေထွက်ပြေးလာခဲ့တာပါ။တရက်မှာတော့ထဲချင်းစီကိုကြောင်စစ်ရောက်လာခဲ့ပြီးတော့စိတ်ရုံစောင့်နေတဲ့ဟွန်ကြီးကိုထဲချင်းစီကနေမမိုရီကတ်လိုမျိုးရှာထားသေးလားလို့မေးလိုက်ပါတယ်။ကျောင်းစစ်ရဲ့စကားတွေကိုထဲချင်းလည်းနားမလည်နိုင်ပဲဖြစ်နေပြီးတော့ကျောင်းစစ်ဆေးရုံကထွက်သွားတဲ့အခါမှာတော့သူ့နောက်ကိုထဲချင်းဟာလိုက်သွားတာပါ။အဲဒီနောက်ကျောင်းစစ်လည်းကလပ်တစ်ခုတည်းရောက်လာခဲ့ပြီးတော့အထိတ်ကလူမိုက်ခေါင်းဆောင်ကိုမင်းပြောတော့ memory ကပ်ပဲလိုချင်တာဆိုအခုတော့ဘာလို့လူတယောက်ကိုတတ်လိုက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီခါမှာတော့လူမိုက်ကမင်းကသူ့ကိုစိတ်ပူနေတာလားမင်းအလုပ်ကိုမင်းတခြားလုပ်ရင်ဒါမျိုးတွေဖြစ်မလားဘူးမင်းခက်ခဲနေတဲ့အချိန်မင်းကိုငါကပဲကူညီပေးခဲ့တာလေလို့ပြောလိုက်တာပါ။အခြေအနေတွေကိုမြင်တွေ့လိုက်ရတဲ့ထဲချင်းတယောက်ဟာလေမယုံနိုင်ပဲဖြစ်နေခဲ့ပါတော့တယ်။အဲဒီနောက်ကျောင်းစစ်နဲ့လူမိုက်ခေါင်းဆောင်တို့စကားအခြေအနေတွေပြောကြပြီးတဲ့နောက်မှာတော့ကျောင်းစစ်လည်းဒေါသထွက်လာခဲ့ပြီးတော့သူ့ရဲ့တနက်ကိုထုတ်ပြီးပြစ်ဖို့လုပ်လိုက်တာပါ။အဲ့ဒီချိန်မှာပဲစကန်မှုရောက်လာခဲ့ပြီးတော့ကျောင်းစစ်ကိုပါရိုက်လိုက်ပြီးရေဝင်ဖြစ်တော့နေဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကျောင်းဖုန်းကီကိုអော်လိုက်ပြီးတော့ခေါ်လာတဲ့မိန်းကလေးတွေကိုမင်းတိကျမထိန်ထားလို့အခုလိုပြဿနာတွေဖြစ်လာတာ။ငါကဒီနေရာကိုမင်းကိုယုံကြည်လို့ပေးထားကိုမင်းကငါ့ကိုစန့်ကျင်နေတာလားလို့ပြောလိုက်တာပါ။အဲ့ဒီနောက်လူမိုက်ခေါင်းဆောင်ကျောင်းဖုန်းကီကိုဒီကိစ္စတွေကိုမင်းအသေးချအဆုံးသတ် memory ကကိုလည်းတွေ့အောင်ရှာလို့ပြောလိုက်ပြီးတော့ကျောင်းစစ်ကိုဒါကမင်းအမှားကြောင့်မဟုတ်ဘူး။သူ့ကံတရားကြောင့်ဖြစ်သွားတာဆိုပြီးတော့နှစ်သိမ့်လိုက်ပါတယ်။အဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့ထဲချင်းဟာလည်းဒေါသတွေထွက်နေခဲ့ပြီးတော့သူယုံကြည်ခဲ့ရတဲ့လူတွေကတကယ်တော့လူမိုက်ခေါင်းဆောင်ဖြစ်နေတာကိုသူကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာပါ။အဲဒီနောက်ဂျန်စုကိုနှုတ်ပိတ်ဖို့အတွက်လူဆိုးတွေရောက်လာတဲ့ဟောက်ကိုတော့ထဲချင်းဟာဂျန်စုစီကိုတွားပြီးတော့တတိပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဂျန်စုကနားမထမ်းကြောင့်ပဲလူဆိုးတွေကိုတိုက်ခိုက်တာကိုဂျန်စုဟာခံလိုက်ရတာပါ။သူတို့တိုက်ခိုက်တဲ့လူဆိုးတွေကိုဂျန်စုကြောက်ပြန်တိုက်ခိုက်ပြီးစေယုံကနေထွက်ပြေးလာခဲ့ရပါတယ်။ဒီလိုနဲ့တညမှာတော့ထဲချင်းစီက memory ကတ်ကိုဟွန်းချီတွေ့သွားပြီးတော့ကျောင်းစစ်ကိုဖုန်းဆက်ပြီးတော့ပြောပြလိုက်တာပါ။အဲ့ဒီချိန်မှာပဲဂျန်စုရဲ့သမီးလေးဟာလည်းပျောက်နေခဲ့ပြီးထဲချင်းကပြန်တွေ့အောင်ကူညီပေးလိုက်နိုင်တာကြောင့်ဂျန်စုလည်းထဲချင်းရဲ့ပြဿနာတွေကိုကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။တစ်ပတ်မှလည်းထဲချင်းရဲ့ကောင်မလေးဟွန်းချီကိုလူစိုးတွေကဖမ်းသွားခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲဂျုံစစ်ရောက်လာခဲ့ပြီးတော့ memory ကတ်ကိုပေးလိုက်ပြီးဟွန်းချီကိုလွတ်ပေးဖို့ပြောပေမဲ့လည်းချောင်ဖိုးကီကမင်းကိစ္စမင်းတော့မပါနဲ့ဆိုပြီးတော့ပြောလိုက်တာပါ။အဲ့ဒီနောက်ချောင်ဖိုးကီကဂျုံစစ်ကိုလည်းရိုက်နှက်ထားပြီးတော့ရဲမှုကိုလည်းမိုက်ကြီးခွဲနေတာကြောင့်ရဲမှုကပြန်ပြီးလူစိုးတွေကိုရိုက်ခိုင်းလိုက်ပါတယ်။အဲ့ဒီမှာဂျန်စုနဲ့ထဲချင်းတို့ဟာဟွန်ချီရှိမဲ့နေရာကိုစုံစမ်းပြီးတော့လိုက်လာခဲ့ကြတာပါ။ဟွန်ချီကိုဖမ်းထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့လူစုတွေနဲ့ဂျန်စုဟာတိုက်ခိုက်လိုက်ကြပြီးတော့ထဲချင်းကတော့ဟွန်ချီကိုလိုက်ရှာနေခဲ့တာပါ။အဲ့ဒီနောက်ဂျန်စုတို့ရောက်လာတာကိုသိသွားခဲ့တဲ့ရဲမှုကလည်းစကန်ကိုဖုန်းဆက်လိုက်ပြီးတော့ရဲဝင်တဲ့အလုံးကိုခေါ်လာခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်။
ရဲမှုထွက်ပြေးဖို့လုပ်နေတဲ့အချိန်မှာဂျန်စုဟာရောက်လာခဲ့ပြီးလူစုံတွေကိုရှိုက်ခါရမ်းမှုကိုဖမ်းထားတဲ့အချိန်မှာပဲရဲတွေရောက်လာပြီးတော့ရဲတွေကရဲမှုကိုလှုပ်ကဂျန်စုကိုဖမ်းချုပ်ထားလိုက်တာပါဒါပေမဲ့လည်းအဲ့ဒီအချိန်မှာကြောင်စစ်ကတည်ပြီးလိုက်တာကြောင့်ပဲအထက်ကအရာရှိတွေရောက်လာခဲ့ပြီးတော့စကမ်းမှုကိုသူပြုလုပ်ခဲ့ရာဇဝတ်မှုတွေကြောင့်ဖမ်းခေါ်သွားခဲ့ပြီးဇလန်းလေးဟာလည်းပြီးဆုံးသွားခဲ့ပါတယ်